let's go ဟိုမှာရောက်ပြီငါညီတို့ရေဒီမှာကွာဒီတစ်ခုတ်သမားလားပါလားရုပ်ထူကြီးနာဆိုင်ပဲကွာဟာဒီမှာငါ့ဆိုင်ရှင်ကိုကြီးရောက်မှစောင့်နေပြီကွာအားနာစရာကြီးကွာငါ့တော်တော်နောက်ကျသွားတာမသိဘူးအီဒီညာဒုက္ခပဲငါ့ကားကြီးကမဆန်ဘူးထင်နေကွာဟာဒုက္ခပဲကိုကြီးကျွန်တော်ဘလို့ရှင်းလိုက်ရမလဲဗျာကားမဆန်ဘူးဖြစ်နေရရစင်ပြေဝဲထိုးထားလိုက်ငါညီရတယ်ကွာအကိုဆိုင်ရှိပဲဆိုရအဲ့တိုင်းပဲထိုးထားလိုက်โอเคကိုကြီးဒါဆိုကျွန်တော်ဆင်းခဲ့ပြီဟိအောင်ဘူးဆင်းအီဒီဆင်းခဲ့ကိုကြီးခေါ်ပါလေကျွန်တော်ဆိုင်ကန်းကိစ္စပြောထားတာဒီအဲ့ဒါဖုန်းထဲမှာအားလုံးပြောယူသွားပြီဗျာဟိုပတ်စံရောနောက်ထပ်2ရက်လောက်နေရောမှလွှဲမှာလေအဲ့ဒါအဆင်ပြေမှတ်တာကျွန်တော်ဦးလေးဘန်ဗျာဟိုဟာဒီပိုင်းကဘန်ပိတ်ရက်ဖြစ်နေရောလေဩမင်းရလေကွာရပါတယ်ကွာရပါတယ်မင်းတို့ဆိုင်ရလေနောက်2ရက်3ရက်နေမှာစပြီးတော့ဖွင့်မှာဆိုအဲ့ဒါဆိုအတော်ပဲဒီကွာဘာမှကြည့်စရာမလိုဆိုင်ကန်းကငါပြောယူသွားရင်နော်အဲ့တိုင်းပဲငါဦးလည်းရှုံးလို့မရဘူးလို့ကွာငါကြီးရနော်နားလေပြီကွာဒီနေရာလေးကအကွက်ကွင်းကောင်းပါရဲ့ကွာမင်းတို့လိုချင်လို့ပဲကွာဒီနားတော့ဘက်မှာဘာစတိုးဆိုင်ဘာကုန်စုံမှမရှိဘူးဘေးမှာလည်းစားတော့ဆိုင်လေးနဲ့မော်ဒယ်ကြီးနဲ့တွဲဖွင့်တာရှိရကွာအဲ့တော့ဒီမော်ဒယ်ရလူတွေအားလုံးကလည်းမင်းတို့ဆိုင်ရပဲလာပြီးတော့ဝယ်ကြမှာကွာဘာဖြစ်မင်းတို့လည်းပို့ပြီးတော့ရှောင်းကုန်တာပေါ့ကွာပြီးတော့ဘေးနားမော်ဒယ်ရတယ်တခြားမော်ဒယ်မဟုတ်ဘူးကွာငါမော်ဒယ်ပဲကွာအဲ့တော့ငါရဲ့ဒီမော်ဒယ်ကိုလာသေးကြရဲ့ခီးတွေအဲ့တွေအားလုံးကလည်းမင်းတို့ဆိုင်ကိုလာစားမယ်မင်းတို့ဆိုင်ကိုလာစားရဲ့အဲ့တွေရတယ်ငါမော်ဒယ်မှာဝင်သေးမယ်ဝင်းပေါ့ကွာနေရာလုံးဟုတ်ပြီကိုကြီးကျွန်တော်သိရဲ့ဗျအဲ့ဒါကြောင့်လေဒီမော်ဒယ်ကြီးနားကိုရွေးလိုက်တာဘာဖြစ်ကျွန်တော်လည်းမှန်သွားပါရဲ့ဗျာဒါဆိုရင်ကျွန်တော်ဟိုပါလေပစ္စည်းချရတော့မယ်နော်ပစ္စည်းရဲ့ထဲမှာနေရာချထားရတော့မယ်ရရမလားဩရပါကွာအေးစိချပြီးတော့မှဟိုဘက်ကငါ့ကိုကောင်တာဘက်ကိုလာခဲ့လေနော်အမှငါအေးပါမင်းတို့အပူတော့မလားအေးတော့မလားကျွန်တော်ကော်ဖီပဲတောက်တော့မယ်အပူပဲတောက်တော့မယ်ဟိအောင်ဘိုးနဲ့အေးဒီမင်းတို့ဟိုကအေးတောက်မယ်ဗျအေးတောက်မယ်အေးတောက်မယ်ပြုတ်အကိုကြီးဒါဆိုဟိုဟာအေးနှစ်ခွက်နဲ့ကော်ဖီတစ်ခွက်အားတော့နိုင်ရကျေးဇူးတက်တင်ပါတယ်ကျွန်တော်လည်းရှေးစားနေရဗျဒီရပါကွာဒါဆိုရင်ငါဟိုဘက်မှာဖြော်ထားပြီးတော့ကောင်တာနားမှာစောင့်နေမယ်မင်းတို့ပစ္စည်းပဲချပြီးအဲ့ဘက်ကိုလာခဲ့ကွာဟောစော်ရုပ်စာနဲ့ကိစ္စလေးစကားပြောပြီးတော့စော်ရုပ်လေးတစ်ခါရေးချုပ်လိုက်ရအောင်ကွာနော်ဟုတ်ကဲ့ကိုကြီးအကိုကြီးအေးစိတ်သွားနာနေဗျကျွန်တော်ပစ္စည်းချတနိုင်ကြာမယ်ထင်နေဗျဘာဖြစ်ကျေးဇူးတင်ပါတယ်ဗျအခုလိုမျိုးကျွန်တော်တို့စစရအဆင်ပြေအောင်ကူညီပေးတာရှားပါရင်ငါညီရှားပါတယ်ကွာဘာမှမပြောစရာမလိုဟုတ်ပြီလားအေးစိစိတ်ထဲမထားနဲ့ကဲဘဘနဲ့အေးဒီဟုတ်ပြီပစ္စည်းချလိုက်ရအောင်ကွာဟာစတိုးဆိုင်တွေရောမိုက်တယ်ကွာမကြခင်ဒီစတိုးဆိုင်ဖုန်နေတက်နေရဲ့အလူကြီးကိုငါ့ကိုတန်ရှင်းလုပ်ပြီးရောအထက်မှာမုတ်တွေပြီးကိုဖြစ်လိုက်ရအောင်ကွာကဲစားလိုက်ကြရအောင် A few moments later ဟာနောက်ဆုံးတော့ငါ့ကိုရန်ဖွင့်ကျင်တဲ့ကုံစုံဆိုင်လေးငါ့ကိုဖွင့်နိုင်ခဲ့ပြီကွာငါညီကဟာမင်းတို့လည်းကျေးဇူးတင်တယ်ကွာဟိရမဖို့ဝင်ခဲ့တယ်ကွာနောက်ဆုံးတော့ငါ့ကိုရန်ဖွင့်တဲ့ကုံစုံဆိုင်ကိုငါ့ကိုပြီးမြောက်ကိုဖွင့်နိုင်ခဲ့ပြီကွာဟိုင်းဒုက္ခရမုတ်ထုတ်တွေပြုတ်ကြကုန်ပြီဟာရဟိဒီငါ့ကိုပြန်ကောက်ရမယ်ကွာ